2026ကမ္ဘာဖလားအုပ်စုပွဲစဉ်တစ်ပွဲအဖြစ်ဇွန်လ24ရက်နေ့မြန်မာစံတော်ချိန်ညနေ2နာရီခွဲမှာရှင်ပြိုင်ကစားကြမယ်အင်္ဂလန်ဂါနာပွဲစဉ်ဟာဒီကနေ့အတွက်စိတ်ဝင်စားစရာအကောင်းဆုံးပွဲလို့ဆိုရမှာပါအင်္ဂလန်ကအဖွင့်ပွဲမှာခရိုအေးရှားကို4ဂိုး2ဂိုးနဲ့အနိုင်ရခဲ့တယ်လို့ဂါနာကလည်းပနားမားကိုတဂိုးနဲ့ကတ်နိုင်ခဲ့တဲ့အတွက်နှစ်သင်းစလုံးဟာလက်ထဲမှာ3မှတ်ကိုစီရှိနေပါတယ်နောက်တစ်ဆင့်တက်ရောက်ရေးအတွက်နှစ်သင်းစလုံးအတွက်အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ဟာလီကိန်းရဲ့အတွေ့အကြုံဘယ်လီဟန်နဲ့ဒီကလန်ရိုက်တို့ရဲ့ကွင်းလက်ထိချုပ်နိုင်စွမ်းတောင်ပန်ကစားသမားတွေအမြန်နှုန်းတွေကအင်္ဂလန်ရဲ့အဓိကလက်နက်တွေဖြစ်ပါတယ်။ဂါနာကပနားမားကိုတကိုးဂိုးမရှိနဲ့ကတ်နိုင်ခဲ့ပေမဲ့ပွဲတောက်လျှောက်မှာပနားမားကသာဖိအားပေးကစားနေခဲ့တဲ့အခြေအနေပါ။ကန်ဖေးမလို့သာနိုင်ခဲ့တာလို့ဆိုရပါမယ်။ဒါပေမဲ့သောမတ်ပါတီရဲ့ကွင်းလက်မောင်းနေအားနဲ့အတူဆမ်မန်ညိုအညာကီဝီလီယံတို့ရဲ့မြန်စံနဲ့တံမြန်တိုက်စစ်တွေကအင်္ဂလန်နောက်တန်းကိုအခက်တွေ့စေနိုင်ပါတယ်။ဦးကျစွမ်းဆောင်ရည်ရောအသင်းလိုက်စုစည်းမှုမှာပါအဆက်မတန်အားသာနေတဲ့အင်္ဂလန်ရဲ့တိုက်စစ်ကိုဂါနာအနေနဲ့မိနစ်90ခံကစားနိုင်ဖို့ဆိုတာအမတန်ခက်ခဲပါလိမ့်မယ်တိတိပပပြောရမယ်ဆိုရင်အင်္ဂလန်အသင်းကတူကြပေါက်အနိုင်ရမှာဖြစ်တယ်လို့ဂိုးမိုးရွာဖို့ရွာရန်လုံး80ခန့်ရှိနေပါတယ်ဒါကြောင့်ဇွန်လရဲ့မိုးဆက်တွေကြားမှာအင်္ဂလန်နဲ့အတူညညငောင်းငောင်းလေးစီးမျောလိုက်တာကမိတ်ဆွေတို့အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့အကြံပြုလိုက်ပါရစေ